ကျမယောက်ျားဒေချာပေါက်ကိုဖောက်ပြန်နေတာသူတို့ကိုလက်ပိုးလက်ချက်ဖမ်းမိပါဆုံးတော့ကြီးစိတ်အေးထားပါသူတို့ကိုကြုံမဖမ်းနေခင်ခမရဘာလို့အဲ့လောက်ဒေချာနေရလဲကျွန်တော်သိပါရစေခမရသူတို့ online ပေါ်မှာပြောနေတာကိုမိသွားလို့လားအဲ့လိုမဟုတ်တော့ပါဘူးဟုတ်ပါတယ်မမိသေးပါဘူးကိုလာမောင်ဘယ်လိုလုပ်ပြီးသိရလဲအဲ့ဒါတို့ရရေးမကြည့်ပါဘူးဗျာခမရယောက်ျားဘာလို့ဖောက်ပြန်နေလို့ထင်ရလဲဟောတာပြောပါဟုတ်ဒီလိုပါကိုလာမောင်ဒီနေ့ကကျမယောက်ျားရေသွားချုံးနေတော့သူ့ဖုန်းကိုကျမယူစစ်ခဲ့ပါတယ်မတင်ကားစရာဘာမှမရှိပါဘူးအဲ့ဒါနဲ့ကျမယောက်ျားရဲ့မတ်စု app ထဲမှာဘာတွေမှတ်ထားမလဲဆိုပြီးသိချင်တာနဲ့ဝင်ကြည့်ခဲ့ပါတယ်အမှကျမယောက်ျားအဲ့ကောင်မှအကြောင်းလေးရေးထားတယ်ရေးထားတာမနေမနှောပဲဟောဒီမှာဆရာကြည့်ဒီမှာဆရာဖတ်ကြည့်ကျမပုံကလေးရိုက်လာတယ်ဒီနေ့မိုးရွာတယ်ငါတို့မစုံဖြစ်ခဲ့ကြဘူးနော်မင်းတန်ကိုလည်းငါမကြားခဲ့ရဘူးမင်းအစင်ရောပြေရလားတဲ့စုံလည်းမစုံဘူးအတန်လည်းမကြားဘူးဆိုတော့အပြင်မှာလည်းမစုံဖြစ်ဘူးဖုန်းလည်းမပြောဖြစ်ကြဘူးဆိုတဲ့သဘောလားခမရယောက်ျားရဲ့ဖုန်းထဲမှာထူးဆန်းဆန်းဖုန်းနံပါတ်ကလေးတွေခေါ်ကလေးဝင်လာတာမတွေ့မိဘူးလားဒီချောင်းစစ်ကြည့်ပြီလားမရှိပါဘူးဆရာရဲ့အကုန်စစ်စစ်ဆက်ကိုစစ်ကြည့်ပြီးပါပြီဖုန်းမသုံးတဲ့မင်းကလေးလားအတော်ထူးဆန်းတဲ့လူပဲမင်းဟာမိခင်ကောင်းတစ်ယောက်ဆိုတာငါသိတယ်ငါမင်းကိုတာဝန်ယူခြင်းပေမဲ့ငါအနေနဲ့ကမဖြစ်နိုင်ဘူးလေမင်းလဲငါနဲ့လိုက်ချင်လိမ့်မယ်လို့လည်းမထင်ဘူးတဲ့ကြည့်ပါဦးဆရာရဲ့ဖြစ်နေလိုက်ကြတာကျမယောက်ျားဒီလိုလူဖြစ်မယ်ဆိုတာလုံးဝမထင်သားပါဘူးရှင်ငါအလောက်လောက်နေတော့မင်းအတန်ကိုကြားရတာငါအတွက်သားရပြီအေးချမ်းမှုဘေးစီတယ်တဲ့အဲ့ဒီအတွက်လေဂျေစုတင်စရာမလိုတော့ပေမဲ့ငါမင်းကိုဂျေစုတင်တယ်တဲ့ဒီစာကြောင်းကတော့ကလေးကိုစိတ်မစားဖို့ကောင်းတယ်လို့မထင်ဘူးလားဗျဒီနေ့ကရာသီဥတုသားရတယ်ငါမင်းကိုတွေ့ခဲ့ရတယ်အရင်လိုပဲမင်းကလှနေတော့ပဲခေါင်းမသုံးတဲ့ကလေးအမေရာသီဥတုမကောင်းရင်မတွေ့ကြရအောင်အလုံးလုံးနေတော့မှသူ့အတန်အမောပြေစေတယ်တဲ့ဒီမိမအတော်ထူးဆန်းတဲ့လူပဲဒီကိစ္စကိုခမရပါရေးလုပ်ဖြစ်တယ်လေခမရယောက်ျားရောမမေးဘူးလားသူ့တော့မမေးသေးဘူးဒါမဲ့ကျမသူ့ကိုနှောက်ရောင်လိုက်ခဲ့တာ9ရက်လောက်ရှိပြီဘာမှမထူးခြားလို့တုတ်စီရောက်လာရဲ့ဆိုတော့ဒါပေါ့ဆရာရေဟုတ်ပြီမစိုးရင်ပါနဲ့ခမရအိုက်မိမကိုမတွေ့နိုင်တာမထူးဆန်းပါဘူးသူတို့နှစ်ယောက်ကိုလက်ပူလက်ချက်ဖမ်းပေးပါမယ် The next day. ခမရတဲ့ယောက်ကိုသွားတွေ့ဖို့လုပ်နေတယ်ဆိုတာကြုတ်တည်တယ်ခမရလူတွေကိုလှုပ်ဝက်ထားနိုင်ပေမဲ့ကျုပ်ကတော့ဖုံးခွေလို့မရအောင်ဒါဆိုမင်းကဘာလုပ်ချင်လဲဘာလုပ်ချင်လဲဆိုတော့ငါလိုက်ချင်တယ်ဆုံးတော့ကြီးကိုလာမောင်ချင်းနေဘလို့ရှိလဲရှင်ထူးရဲ့လားထူးပါဗျာကျုပ်ထင်တဲ့အတိုင်းပဲအတော်ထူးဆန်းတဲ့မိန်းမဗျဟောဒီမှာကျုပ်လက်ပူးလက်ချက်မိလားတော့ဘုံပါရိုက်လိုက်ဟောဒီမှာကြည့်ဒီရှာလို့တာဆရာရဲ့တော်ကြ AI လို့ပြောနေပါအောင်မယ်တော့ဘုံကိုတော့အရင်ကြည့်လိုက်ပါဗျာဘယ်သူမှ AI လို့ထင်မှာမဟုတ်ပါဘူးဗျ